Double chess လောင်းပြီးပြောပြပေးသွားပါမယ်။စိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင် Senior အာကာရဲ့ Viber Telegram နံပါတ်399948938384ကိုယခုပဲဆက်သွယ်လိုက်ပါရှင်။ Double chess menu panel မှာ Double chess ဆိုတာကိုနှိပ်ပါ။ Double chess ဆိုတာရလက်နှစ်ခုတွဲလောင်းလို့ရတဲ့ကစားနည်းဖြစ်ပါတယ်။သူမှာပေါက်ကြေးမရှိပါဘူး။တခြားလောင်းနည်းတွေလိုပဲမိနစ်90ပွဲချိန်ပြည့်နဲ့ပထမပိုင်း45မိနစ်စာလောင်းလို့ရပါတယ်။တစ်မြောက်ဆိုတာကတော့အိတ်ရှင်အသင်းအနိုင်သို့မဟုတ်တရီဆိုတာနဲ့လောင်းကြီးအောင်ပါမယ်။လုံးဝမရှုံးပါဘူး။ရှုံးတာနဲ့တစ်ရဲ့လောင်းကြီးငွေရှုံးပါပါ။တစ်နှစ်ဆိုတာကတော့ဘသူနိုင်မှုလိုပါတယ်။တရီလုံးဝမကြရပါဘူး။တရီကြရင်တော့မိတ်ဆွေရဲ့လောင်းကြီးရှုံးပါပါ။နှစ်မြောက်ဆိုတာကလည်းဒီသဘောတရားပါပဲ။ဧည့်သည်တင်လုံးဝမရှုံးတာနဲ့မိတ်ဆွေအနိုင်ရမှာဖြစ်ပါတယ်။သူတို့နဲ့အောက်ကတန်းထဲမှာနိုင်ရမယ့်အစတွေရှိပါတယ်။နိုင်ဖို့ chance များရင်ကိုရမယ့်အစကတော့နေတာပေါ့။နိုင်ဖို့ chance နဲ့တဲ့အတင်းကိုလောင်းရင်တော့ကိုရတဲ့အစကများပါတယ်။ဒီသဘောတရားပါပဲ။ဒီပွဲမှာအိတ်ရှင်အတင်းကိုမရှုံးမှုယူဆရင်တစ်အမြောက် out of ကိုနှိပ်လိုက်ပါရနိုင်မယ့်အစကတော့1.5နှစ်ပါတယူနစ်လောင်းရင်1.5နှစ်ပြန်ရမယ့်သဘောဖြစ်ပါတယ်စတိတ်နေရာမှာ unit ထဲ browser ဘတ်နေပုံမှန်လောင်းနေကြပုံစံပါပဲအဲ့ဒီပွဲကိုတရေလုံးဝမကြဘူးယူဆိုင်ရင်1နှစ်အောက်မှာရှိတဲ့ off ကိုနှိပ်ကြည့်ပါဒါကတော့1.35စဖြစ်နေတာပါဒါကိုကတရင်ရလောင်းရင်1.35စရမှာပါလောင်းမယ်ဆိုရင်ထုံးစံအတိုင်းပဲနှိပ်ပါကဲဒါကတော့အဝေးတင်ကိုလောင်းဖို့လုပ်နေရပါသူကကြီးကျော်တင်ဖြစ်လို့အစအရင်နေပါတယ်တရင်ရလောင်းမှာ1.4စပဲရမှာပါပြောရရင်ပွဲက risk ကို short ယူရင်အမျက်ငွေကိုလည်း short ယူတဲ့သဘောပါပဲ double chess လောင်းကြီးကတော့ဒီလောက်ပါပဲစိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင် Senior အာကာရဲ့ Viber Telegram နံပါတ်399948938384ကိုယခုပဲဆက်သွယ်လိုက်ပါရှင်